ဒီနေ့တော့ခွာညိုစမ်းဝယ်ကြည့်ထားတဲ့ Google Taste ကကလာလေးတွေစမ်းပြမယ်ပေါ့နော်သူ့ရဲ့ packaging ကလေတော်တော်လေးကိုဆန်းပြလေးပေါ့နော်အရန်လဲချစ်ဖို့ကောင်းတယ်ပေါ့နော်တခါမှဒီလိုမျိုးလေးပုံစံလေးမတွေ့ရဘူးသူ့ရဲ့ဘူးအထက်ကဒီဟာလေးကလည်းတော်တော်လေးမိုက်တယ်အယောင်ပြေးလေးရေလိုင်းလေးလို့လည်းတော်မိုက်တယ်ပေါ့နော်ပထမဆုံး03ဆိုတဲ့ကာလာလေးကိုစမ်းပြမယ်။သူကကြတော့ခွန်ညိုတို့ဒီအနီဘက်ကိုမှခွန်ညိုတို့အတွင်းသားလေးတွေစိုးတဲ့တရုတ်မလေးစိုးတဲ့ဒီကာလာလေးလိုမျိုးတော်တော်လေးမိုက်တယ်။အဲ့ဒါ G03 လေးပေါ့နော်။နောက်တစ်ခုက G05 သူကကြတော့ပန်းကိုမှခွန်ညိုတို့တော်တော်ကြိုက်တဲ့ကာလာခွန်ညိုတို့ညှိကြိုက်တဲ့သူတွေဆိုရင်တော်တော်ကြိုက်တဲ့ကာလာလေးပေါ့နော်။အရင် hot တဲ့ကာလာမျိုးလေးဒါ G05 နောက်တစ်ခုကကြတော့ G07သူကကြတော့ခွန်ညိုအုတ်ကျိုးပန်းခေါ်မလားအဲ့လိုမျိုးထူးထူးဆန်းကာလာလေးပေါ့နော်သူလည်းပဲတရုတ်မလေးတွေဒိုရင်းမှာတော်တော်လေးသုံးတဲ့ကာလာဒါ07ပေါ့နော်နောက်ဆုံးတစ်ခုကကြတော့ G08 ဒါလေးကခွန်ညိုတို့ညှိကြိုက်တဲ့အညိုလေးကြီးကြိုက်တဲ့ကောင်မလေးဆိုတော်တော်ကြိုက်မယ်တော်တော်ကြီးကိုမိုက်တဲ့ကာလာလေးဒါလေးတွေကတော့ခွန်ညိုဝယ်ထားတဲ့ဒီ Google Tails ရဲ့ကာလာလေးတွေကိုစမ်းပြတော့တာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်